အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းရင်းကတော့အတော်မတက်နိုင်သေးတဲ့ Brentford အသင်းရဲ့အကြောင်းပဲဖြစ်ပါတယ် Manchester United အသင်းကဒုတိယအကြိမ်တန်း60ကျော်ပတ်ခီးနဲ့ Brentford အသင်းဘက်ကိုကန်လန်းခဲ့ပြီး Brentford အသင်းကအခုဒုတိယအကြိမ်မှာလဲပယ်ချရတယ်လို့သိရပါတယ်ပဲချိုက်တယ်ဆိုတာသူလိုချင်တဲ့တန်း80နီးပါးပေါ့နော် Manchester United ပေးတဲ့ဈေးနဲ့သူလိုချင်တဲ့ပမာဏက9တန်းကျော်လောက်ပဲကွာတယ်ပေါ့နော်ဖိနေတဲ့အဓိပ္ပာယ်က Brian Abubu က Manchester United အသင်းကိုရောက်လာမှာဖြစ်ပါတယ်ဒါပေမဲ့ Manchester United အသင်းမှာလည်းရောင်းချမှုကစားသမားတွေကအခုချိန်ထိအသင်းကနေမထွက်ခွာနိုင်သေးရလည်းဖြစ်ပါတယ်Brian Abubu ကိုယ်တိုင်လည်း Manchester United အသင်းမှာမဟုတ်ရင်ဘယ်အသင်းမှာမပြောင်းရွှေ့ဘူးလို့လည်းပြောထားတာလေဒါသတင်းမီဒီယာလောကလုံးရောဘလုံးလောကလုံးရောအကုန်သိပြီးသားလည်းဖြစ်ပါတယ်ပြောချင်တာကတော့ Brentford အသင်းကရသလောက်တော့ဈေးကင်နေစေပဲပေါ့နော်ကျွန်တော်တို့စိတ်ပူရမှာကဘာလဲဆိုတော့ Manchester United အသင်းက Brian Abubu Manchester United အသင်းကိုရောက်ရှိလာမှမလားမဟုတ်စိတ်ပူရမှာမဟုတ်ဘဲနဲ့အသင်းကနေမလို့အပ်တဲ့ကစားသမားတွေကအသင်းမှာဆက်ရှိနေရင်ဒါကျွန်တော်နောက်ထပ်ပြီးတော့ခေါ်နိုင်ဖို့ရာမလွယ်ကူမှာပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကအသင်းမှာရှိတဲ့ကစားသမားတွေကိုရောင်းချနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ကစားသမားတွေက Manchester United အသင်းကိုထပ်ပြီးရောက်လာမှလည်းမပေါ့နော်ဘန်နာရဲ့အခြေအနေအရာဘန်နာရဲ့စီးမင်းတွေအရာပေါ့နော်ဥပမာဂျီဒန်ဆန်ချိုတို့မာကတ်ရာဖိုတို့အန်တိုနီတို့ကက်စမဲရိုတို့အစရှိတဲ့ကစားသမားပေါ့နော်ခါနာချိုတို့ကအခုချိန်ထိ Manchester United အသင်းကနေထွက်ခွာခြင်းမရှိနိုင်သေးတဲ့ကစားသမားတွေပေါ့နော်Brian Abubu ရဲ့ကိစ္စကတော့ညီကိုတို့စိတ်ချပါသူက Manchester United အသင်းကိုပြောင်းလာမယ့်ကစားသမားပါကျွန်တော်ပြောသလိုတစ်ပတ်စောရင်စောမယ်တစ်ပတ်နောက်ကျရင်နောက်ကျမယ်အဲ့လိုအခြေအနေမျိုးပါပဲเนาะဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့ညီကိုတိုင်းကိုလည်းအရာအားလုံးအဆင်ပြေကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့လို့ရှိရင်ကျွန်တော်ရဲ့ Facebook page YouTube channel ဖြစ်တဲ့ United Fan Area ဆိုတဲ့ TikTok account မှာလည်းဝင်ရောက်အားပေးကြပါအောင်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်